Hunter virus အကြောင်းအရန်လူပြောများနေကြပါတယ်။ဒီနေ့မေလ10ရက်နေ့အထိဒီ virus ပိုးကြောင့်လူ3ယောက်သေဆုံးထားပြီးတော့9ယောက်မှယောဂပိုးတွေ့ရှိထားတယ်လို့အတည်ပြုထားပါတယ်။3ယောက်ထဲမှာ Dutch လူမျိုး2ယောက်နဲ့ German 1ယောက်ပါပါတယ်။ Hunter virus ဆိုတာဘာလဲ။ဒီယောဂပိုးကဘယ်လောက်ထိစိုးရင်ရတယ်လဲဆိုတာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရ Hunter virus ဆိုတာ virus တစ်မျိုးတည်းကိုခေါ်တာမဟုတ်ဘဲမျိုးနွယ်စုအလိုက်ရှိပါတယ်။သူ့အောက်မှာနမေအမျိုးမျိုးနဲ့မျိုးကွဲတွေရှိပါသေးတယ်။ဒီ virus က COVID-19 လိုမျိုးအသစ်မဟုတ်ပါဘူး။သူကကြွက်တို့ရှင့်တို့လိုမျိုးကိုက်ဖြတ်တဲ့သတ္တဝါတွေမှာငကိုကလေးကရှိပြီးသားယောဂပိုးဖြစ်ပါတယ်။အခုနောက်ဆုံးကူးစက်မှုဟာအာဂျင်တီးနားနိုင်ငံကတင်းဘောတစ်စီးပေါ်မှာစတင်ခဲ့တာဖြစ်ပြီးမြဲဘယ်ကနေဘလို့စကူးတယ်လဲဆိုတဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး။အခုအချိန်ထိသိထားသမျှယောဂပက္ခနာတွေကတော့တုပ်ကွေးလိုဖျားတာကနေစပါတယ်။ကိုယ်လက်ကိုက်ခဲနေနှုံးချိနေတချို့မျိုးဝဲတွေကအဆုတ်ကိုဒုက္ခပေးတဲ့အဆင့်ထိရောက်သွားတတ်ပါတယ်။အဲ့ဒီအခါအဆုတ်ထဲမှာအရည်တွေပြည့်လာပြီးအသက်ရှူလို့မရတော့တဲ့အထိဖြစ်သွားတတ်ပါတယ်။ WHO ရဲ့ထုတ်ပြန်ချက်အရဒီလိုအဆင့်မျိုးရောက်သွားရင်သေနှုန်းဟာ30%ကနေ40%အထိရှိတတ်ပါတယ်။ကုသမှုနဲ့ကာကွယ်မှုလက်ရှိမှာတော့ဒီယောဂပိုးအတွက်တီးတန့်ကုသစီနဲ့ကာကွယ်စီမရှိသေးပါဘူး။ယောဂဖြစ်လာရင် ICU ထဲမှာအထူးကြပ်မတ်ကုသပေးတာနဲ့အောက်ဆီဂျင်ပေးတာလောက်ပဲလုပ်လို့ရပါသေးတယ်။စိုးရင်ရပါသလား။ WHO ရဲ့ထုတ်ပြန်ချက်အရ Hunter virus အများစုဟာလူတစ်ယောက်ကနေတစ်ယောက်ကိုတိုက်ရိုက်မကူးစက်နိုင်ဘူးလို့ဆိုပါတယ်။သူကကြွက်ကနေတစ်ဆင့်ပဲတိုက်ရိုက်ကူးစက်တာပါ။ဒါကြောင့်လူလူအတွက်စိုးရင်ရတဲ့အဆင့်မရှိသေးဘူးလို့ထုတ်ပြန်ထားပါတယ်။စောင့်ရန်ရှောင်ရန်ကြွက်တီရှိတဲ့နေရာတွေကိုတန့်ရှင်းရေးလုပ်မယ်ဆိုရင်ဖုံမထအောင်အရင်ဆုံးရီဖြန်းဖို့နဲ့နှာခေါင်းစည်း mask တက်ထားဖို့တတိပေးထားပါတယ်။အခုလောလောဆယ်မှာတော့တကဘာလုံးကိုပြန့်နှံ့နေတာမျိုးမဟုတ်သေးတဲ့အတွက်အထူးတလီစိုးရင်စရာမလိုသေးကြောင်းအသိပေးလိုပါတယ်ခင်ဗျ။